ဒီဆိုင်လေးပေါ့အဲ့ဘုံမှာနာမည်ကြီးပြီးလူတော်တော်များများသွားစားကြလို့ကျွန်တော်လည်းသွားစားကြည့်ခဲ့ပါတယ်ကျွန်တော်ကတော့အစားများတဲ့ကနန်းသားသမင်းကျော်နဲ့ကင်းပစွန်ကျော်တို့ကိုပဲမှာခဲ့ပါတယ်မြင်တဲ့အတိုင်းကနန်းသားတွေတော့အများကြီးပါပါတယ်ကင်းပစွန်လည်းအခွန်ချွတ်ထားပြီးအသားတွေကြီးပဲကိုကြော်ထားတာပါကနန်းသားနော်အထူးကြီးပဲကင်းပစွန်သူရဲ့ငရုတ်ချင်းကတော့နည်းနည်းဆက်ပါတယ်အရသာကတော့နှမျိုးလုံးတော်တော်လေးစားကောင်းပါတယ်ဘန်ကောက်မြို့ကိုရောက်ရင်သွားစားကြည့်ဖို့တော့ကျွန်တော်ကတော့တိုက်တွန်းပါတယ်ဆုံးဖြတ်ကြည့်ပြီလို့ကျေးဇူးတင်ပါတယ်